ကဲအသွားမတော်တော့တလန်အစားမတော်တော့တလုံးဆိုတဲ့ရှေ့လူကြီးတွေပြောခဲ့တဲ့စကားကတော့တိတ်ပြီးတော့မှန်တာဗျာနော်အခုဒီဗီဒီယိုမှာပါတဲ့ငှက်ကြီးဆိုလို့ရှိရင်သူကသူ့ရဲ့ပါဇက်ကြီးကလည်းအကြီးပဲအဲ့ဒီထဲမှာငါးကြီးတစ်ကောင်သူမြူထားလိုက်တယ်အဲ့ဒီငါးကနေပြီးတော့ငါးရဲ့ဒီပတိအစုရိုးကနေပြီးတော့သူ့ရဲ့အာကောင်ကိုကျုပ်တွေထိုးခွဲထားတာပေါ့နော်ဒီလူသားသူကမကယ်ဘူးဆိုလို့ရှိရင်ကျတို့အသက်သေးသွားနိုင်အဲ့တော့ကြည့်ကြည့်ပါဦးခင်ဗျာနော်ဒီငှက်ကြီးဖြစ်ပါတယ်သူပြန်လည်းမပြန်နိုင်တော့ဘူးပေါ့နော်အပေါ်မှာတော့သူ့ရဲ့အဖော်တွေကတော့အပေါ်ကနေပြီးတော့ကျိုးတွေကျိုးစုံနေတယ်အပေါ်ငှက်တွေကလည်းဘာမှကူညီပေးလို့မရဘူးပေါ့နော်ကူညီပေးလို့မရဘူးသူတို့ရဲ့အပေါင်းဖော်ဒုက္ခရောက်နေတာဖြစ်တယ်ပေါ့နော်ဒီလူကတော့ဒီငှက်ကြီးကိုကယ်မဲ့သူပေါ့ဗျာနော်သူ့မှာလေဒီအာကောင်ထဲမှာချိနေတဲ့ငါးကြီးကလည်းနည်းနည်းနော်ငါးကြီးမဟုတ်ဘူးဗျာဒီငါးကြီးစူးနေတာဖြစ်တဲ့အတွက်သူခမပြန်လည်းမပြန်နိုင်ဘူးဒါကျတို့တွေနောက်ထပ်တနာရီဝင်းချင်လောက်ဆိုလို့ရှိရင်ဒီငှက်ကြီးကသေသွားနိုင်တယ်ပေါ့နော်ဘာငှက်လဲတော့ကျွန်တော်လည်းမပြောတတ်ဘူးကျတို့ငငယ်ကတင်ရတယ်လို့မျိုးဒီပုံစံတိုင်းပြောရမယ်ဆိုလို့ရှိရင်ငှက်ကြီးဝင်ဖို့လို့ပုံစံမျိုးပေါ့နော်နှုတ်တီးရလည်းရှည်ကြီးနဲ့နှုတ်တီးပြားကြီးရလည်းအကြီးကြီးနဲ့ပေါ့နော်ဘာငှက်လဲတော့မသိဘူးအဲ့တော့တီးတဲ့သူတွေရှိတယ်ဆိုလို့ရှိရင်လည်းမှားခဲ့ပါအောင်ဗျာနော်ကျတို့ကပင်လယ်နားမှာနေရတာမဟုတ်တဲ့အတွက်ပင်လယ်နဲ့အနေဝေးတာဖြစ်တဲ့အတွက်ဒီလိုမျိုးဟာတွေကကျတို့အခုလိုမျိုးဗီဒီယိုတွေထဲမှာပဲမြင်မှုပါတယ်ဗျာကြည့်ကြည့်ပါဦးဗျာနော်အထဲမှာငါအကြီးကြီးရှိတယ်ဗျာနော်ဒီကောင်တော်တော်အစားတက်ရတဲ့ကောင်ပဲနော်ဟိုမှာသူ့ထိုးထားတဲ့အယူကဘယ်ရောညာရောနော်ကျတို့ထိုးထားတာဘယ်ရောညာရောထိုးထားတာသူ့တက်နဲ့သူပြန်စူးတာပေါ့နော်ဒါကြောင့်လူကြီးတွေကပြောတာကျွန်တော်ရှေ့လူကြီးတွေပြောတာမှန်တယ်အသွားမတော်ရင်တလန်းအစားမတော်ရင်တလောက်ဆိုတာဒါရှေ့လူကြီးတွေပြောတဲ့စကားကလည်းမှန်ပါတယ်ဗျဒါတေဘေးကလွတ်သွားပြီပေါ့ဗျာအခုကယ်တဲ့လူတွေတွေ့သွားတာဖြစ်တဲ့အတွက်အကယ်၍ကယ်တဲ့လူတွေဒါမတွေ့ဘူးကယ်တဲ့လူတွေဒါဒီလူတွေဒါမသိဘူးပေါ့နော်ဒါဆိုလို့ရှိရင်တော့ဒီငှက်ကြီးကတော့နောက်တနာရီလောက်ဆိုရင်တော့တေးကြတယ်ကျွန်တော်ထင်တာတော့ဘာလို့လဲဆိုတော့အောက်ကလည်းရေကအေးတာရဲ့သူကအတောင်လေးစုံနေတာဖြစ်တဲ့အတွက်ပြန်လည်းမပြန်နိုင်တော့ဘူးဒီရဲ့နာကျင်မှုပေါ့နော်နာကျင်မှုကြောင့်ကျွန်တော်တို့ပြန်လည်းမပြန်နိုင်ဘူးရေလည်းစုံနေတယ်အေးပတ်ထားရဲ့ပြီးလို့ရှိရင်ဒီကနာကျင်မှုထန်ရဲ့ပေါ့နော်ဒီငှက်ကြီးကငါယူပေါ့နော်ပတိယိုဟိုဘယ်အောင်ညာကိုစူးထားတာနော်ပါကြောက်ထင်တဲ့ငါတော့ကအိုက်လို့ထင်တယ်ဗျာနော်ထွက်လာပြီအောင်မြင်ပြီပေါ့နော်အောင်မြင်ပါပြီပင်လေကအိုက်လို့ထင်ပါတယ်ငါတော့သူကတော့ရှော့သွားပြီပေါ့နော်သူ့ရဲ့စူးတောင်တွေကနေပြီးတော့ဒီငှက်ကြီးကိုထိုးထားတာဖြစ်ပါတယ်ငါတော့ရှော့သွားပြီသူကလည်းစားတော့တော်တော်လောဘကြီးတယ်လို့ပြောရမယ်သူ့လေချောင်းနဲ့စန့်နဲ့အကောင်သေးတဲ့ငါကိုချမစားပဲနဲ့သူကလည်းအကောင်ကြီးကိုချထဲတာဒီငှက်ကတော့ဘာငှက်လဲမသိဘူးဗျာနော်ငှက်လေဒီငှက်ကဘာငှက်လဲသိတဲ့လူတွေဆိုလို့ချင်းလည်းမှားခဲ့ပြီပါဗျာဆောင်းတောင်းနဲ့သွားပြီကျေးဇူးတင်စကားတော့မပြောပါဘူးနော်
ဆောင်းနဲ့သွားရေးတိတ်မပြန်နိုင်သေးချဘူးသူကလူကြောက်လို့လားသူရေထဲကိုဆင်းသွားတာလိုက်မောင်းတယ်တက်ချင်သွားပြီနော်တက်ချင်ခွင့်ရသွားပါပြီတော်သေးတာပေါ့နော်ဒီလူတွေနဲ့တွေ့လို့ဒီလူတွေနဲ့တာမတွေ့ရင်တော့တကယ်ကျွန်တော်ပြောသလိုပါပဲဒီငါကြီးရတော့ပေါ်မှာသူ့ရဲ့ပေါ်တာပေါ်ကျွတ်တွေခင်ဗျာပေါ်တာပေါ်ကျွတ်တွေကလည်းခုနကတော့သူ့နာမှာဝဲနေတယ်သူတို့လည်းကဲလို့မရလို့ပေါ့နော်ကူလို့မရလို့ပေါ့အခုကြီးရလည်းသူတို့တောင်းတာလည်းဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ပါကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးတင်ပါတယ်